မင်္ဂလာပါဒီနေ့တော့အီဇိုကခန်ရှီမိုဒါပေါ့နော်ရှီမိုဒါမြို့မှာရှိတဲ့အာဂျီဆိုင်ပန်းကအဲ့ဒီပန်းကတစ်နှစ်ကိုတစ်ခါပဲအောင်မှာစရီလောက်တာပေါ့နော်အဲ့ဒါဘယ်လိုအချိန်လဲဆိုရင်6လပိုင်း1လတည်းဖြစ်ပါတယ်ဟောရောက်ချင်းမှာကပကင်လေးကတော့တော်တော်ကျဲပါတယ်အဲ့မှာကပကင်6လနဲ့ရောက်တာနဲ့မြင်ရမှာအာဂျီဆိုင်တွေပါဟုတ်နော်သူကအယောင်ပေါင်းမျိုးစုံရှိတယ်ပေါ့နော်အယောင်မျိုးစုံမြင်တွေ့ရမယ်အဲ့နေရာမှာအဲ့လိုအဖြူဆွတ်လေးတွေရောရှိတယ်ဘယ်လိုပြောရမလဲအပွင့်မောင်တန်းနဲ့ချီရှိတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့အာဂျီဆိုင်တီးတန့်ပေါ့နော်အာဂျီဆိုင်တွေပဲတရားဆိုပတ်စံလူလို့ရတယ်သူဝင်ကြီးတော့မပေးရဘူးဒါပေမဲ့စေတနာရှိတဲ့လောက်လူလို့ရတယ်ပေါ့နော်ဒါကတော့မနေ့ကမိုးရီတော်တော်ရွာထားတော့အပွင့်တွေကျွေပြီးတော့အပွင့်အရင်အကြီးတွေမရှိတော့ဘူးနော်ဒါ6လပိုင်းရဲ့လလေလောက်ပေါ့နော်လလေလောက်မှာတွားထားတာပါလကုံပိုင်းဆိုရင်ပို့ပြီးတော့အပွင့်ကြီးပြီးတော့အလုံးကြီးပြီးတော့ပို့လှမယ်ပေါ့နော်ဒါတောင်ပေါ်ကနေပန်းကြီးနေမြင်ရတယ်သူ့ရဲ့ရှီမိုဒါမျိုးရဲ့ရှူကင်းလေးအရန်ကိုလှပါတယ်ဘယ်လိုပြောရမလဲဂျပန်နိုင်ငံလို့တော့မထင်ရဘူးပေါ့နော်သူကတမောလေးတွေစိတ်ကန်းလေးလည်းရှိတယ်ဆိုတော့သူကနိုင်ငံသားရောက်နေတယ်လို့တခြားနိုင်ငံရောက်နေတယ်လို့ခံစားရတဲ့ပုံစံလေးပါပန်းတွေကလည်းတောင်ကုန်းလေးအတိုင်းတွေ့ရပြီးတော့တောင်ကုန်းပေါ်လှမ်းကြည့်လိုက်ရင်ပန်းတွေအများကြီးတွေ့ရမှာဖြစ်ပါတယ်။သွားတာတော့လမ်းနည်းနည်းဝေးပေမဲ့သူကဘယ်လိုပြောမလဲအစွန်ဘက်ပေါ့နော်အစွန်ဘက်ကြတယ်အစွန်ဘက်ကြတယ်ဆိုရင်တိုကျိုနဲ့လည်းညီတယ်စီဇိုကခန်းထဲမှာရှိတာဖြစ်တဲ့အတွက်ရန်ကိုရှုကင်းလာတယ်ပေါ့နော် view လာတဲ့ထဲမှာပါတယ်ခရီးလမ်းသွားတဲ့တစ်လျှောက်မှာလည်းတောက်လျှောက်လှပတဲ့ရှုကင်းတွေကိုမြင်ရမှာဖြစ်ပါတယ်မသိကရင်ပြည်နယ်ထဲရောက်နေတယ်လို့အဲ့လိုမျိုးပေါ့နော်ဒါကတော့ပန်းတွေကတောင်ကုန်းပေါ်အတိုင်းမှာမြင်နေရတာပါတောင်ကုန်းတောက်လျှောက်မှာဒီအာဂျီဆိုင်ပန်းတွေမြင်တွေ့နေရတာဖြစ်ပါတယ်တစ်ခေါက်လောက်တော့ဂျပန်မှာနေတဲ့သူဆိုလို့ရှိရင်တစ်ခေါက်လောက်တော့တွားကြည့်တင်ပါတယ်မိုးမရွာဘူးဆိုရင်တော့ဒီနေ့ထက်တော့ပိုလာမှာပါဒါကတော့တညလုံးတစ်နေ့လုံးမိုးရွာထားပြီးတော့နောက်တစ်ရက်ဖြစ်နေတာပေါ့နော်မိုးရွာပြီးရက်ဖြစ်နေလို့ပန်းတွေကတော့အရင်အများကြီးမရှိပါဘူးဒါပေမဲ့နောက်တစ်ပတ်ဆိုရင်တော့တော်တော်လှမှာပါနေသားလေးရက်ဆိုရင်တော့တော်တော်လှမယ်လို့ထင်ပါတယ်တော့ရတာလဲတိုကျိုနဲ့လည်းနီးတယ် highway လမ်းတော့မရှိဘူးပေါ့နော်နည်းနည်းတောင်ဖြတ်တောင်တက်လီတော့ရတာဖြစ်တဲ့အတွက်ခရီးသွားရတာအရင်စိတ်ချမ်းသာမှုတစ်မျိုးရတယ်ပေါ့နော်မြင်ကွင်းတစ်မျိုးလေးရပါတယ်ဆိုတော့အဲ့ပတ်ဝန်းကျင်မှာလည်းအီဇူပင်လေတို့လှပတဲ့နေရာတွေရှိတယ်တခြားသွားလို့ရတဲ့နေရာတွေအများကြီးပဲရှိပဲပေါ့နော်အဲ့နာတော့မှာသူ့ကိုဗင်နီဇွဲလားလို့လည်းခေါ်တယ်ပေါ့နော်ဗင်နီဇွဲလားဆိုပြီးတော့UNESCO ပေါ့နော် UNESCO ဝင်လာတဲ့နေရာတွေရှိပါတယ်အဲဒါကြောင့်မလို့အဲ့ဒီပင်နီဆွဲလာနဲ့ပတ်သက်တဲ့နေရာတွေကိုတွားကြည့်စေချင်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ